တော့မမတဲ့ဘာသာဆရာမများနဲ့ဒီကျမရဲ့ဖွဲ့တာများကျမကိုဝေကောင်းပြရတဲ့ customer တုံးတယောက်တိုင်းရှိလို့လေဒီကနေကဝါပြလိုက်ပါရှင်ဟုတ်ကဲ့ဒီနေ့မှာဆိုတော့ကျမတို့ဇူရီယာကုမ္ပဏီကထုတ်လုပ်တဲ့ကျန်းမာရေးအာဟာရလက်စာဖြစ်တဲ့ကျမတို့ကော်ဖီလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်နော်ကျမတိကျလေးနဲ့ဒီနေ့ကျမမျက်ဝေပေးမှာဖြစ်ပါတယ်ကျမတို့တွေကကိုရောမဆိုလို့ရှိရင်ပေါ့နော်တိုင်းနိုင်ငံကိုရောက်လာတယ်များလို့ဖို့ပဲကျမတို့စိတ်ထဲမှာရှိတယ်ဒီမဲ့လို့များမညူညာကျမတို့တွေအလုံးလုံးတဲ့ခါမှာများမညူညာကိုပေါ့ကော်ဖီတောက်ကြပေါ့အပြားကော်ဖီတောက်ကြတယ်ဒါပေမဲ့ပြန်ကော်ဖီတောက်တဲ့ခါမှာကျမတို့တွေကကျမတို့ခန္ဓာကိုယ်ပဲဒါကိုရှိတယ်ဘာကြောင့်တောက်ရတာလဲဆိုတော့ကျမတို့တွေလည်းတိကျတယ်ပေါ့နော်ဘုရားကျမတို့တွေကော်ဖီကိုတောက်ခဲ့ကြတယ်တော်တော်များများကော်ဖီတောက်တဲ့အရွယ်တွေတောက်ကြတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့အကျိုးမရှိဘူးရှိတယ်ဆိုတော့ကျမတို့တွေမတိကျဘူးကျမတို့ဒီစပီယာနဲ့စားလို့ပြီဆိုတာဒီကော်ဖီကကျမတို့ခန္ဓာကိုယ်ပဲလောက်ကိုရှိတယ်ဆိုတာကိုကျမတို့တကယ်လေ့လာပြီးရှိတာပေါ့နော်အဲ့ဒါတွေကိုကျမတို့မျှဝေပေးလို့ပြင်ပါဒါကကျမတို့အပြားကော်ဖီတွေမှာဆိုလို့ရှိရင်ကျမတို့ကပိန်းရတာတုံရတာတမှာ26ရာခိုင်နှုန်းပါတာဖြစ်တဲ့အတွက်ကျမတို့တွေနှလုံးတုံတာတွေဖြစ်စေပါတော့ကျမတို့ခန္ဓာကိုယ်မှာကပိန်းရတာတုံရတာ9ရာခိုင်နှုန်းကနေ6ရာခိုင်နှုန်းနဲ့ခန္ဓာရရှိတာပေါ့နော်အဲ့ဒါကျမတို့ဒီဇူရီယာကုမ္ပဏီမှာထုတ်လုပ်တဲ့ကော်ဖီမှာဆိုရင်ကပိန်းရတာတုံရတာတမှာ1ရာခိုင်နှုန်းပဲပါတာဖြစ်တဲ့အတွက်ကျမတို့နှလုံးတုံတာတွေဒီတုံတာတွေလုံးဝဖြစ်စေတယ်ကျမတို့လည်းကို9လောက်ထိတောက်လို့ရတယ်ပေါ့နော်။ကျမရဲ့ဒီကကမှနေပြီ။နောက်ပြီးဘာပါလဲဆိုတော့အပြားကပဲဒီမှာဆိုလို့ရှိရင်တရားကကျန်ရတဲ့တရားနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကျမတို့စီချိုတွေးချိုတွေမှာလေလုံးဝတောက်လို့မရပါဘူး။ကျမတို့ဒီကော်ဖီမှာဆိုလို့ရှိရင်တရားကပြုတ်တိပူကနေရတဲ့တရားကိုထုတ်လုပ်ထားတာဖြစ်တဲ့အတွက်စီချိုတွေမှာကိုအညာကိုမှတင်တော်တဲ့ကော်ဖီလေးဖြစ်ပါတယ်။နောက်ပြီးကျမတို့လို့ပါဆိုလို့ရှိရင်လိမ့်စာကရတဲ့လို့လည်းထုတ်လုပ်ထားတာအရင်တော့ပါဆိုအပြတ်ကော်ဖီမှာဆိုလို့ရှိရင်လိမ့်စာကလို့လည်းထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကျမတို့တွေရုပ်စစ်တွေပွားခဲ့တဲ့အုံနောက်နိုင်ငံတွေကိုမေ့နေတယ်ပေါ့နော်ဒီဂျင်းကော်ဖီမှာဆိုလို့ရှိရင်လို့ပါဆိုလို့ရှိရင်ကျမတို့ပဲဝါတင်ကရတယ်လို့လည်းထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကျမတို့ရုပ်စစ်တွေကမှတဲ့ခန္ဓာကိုယ်ကိုဖတ်ညာအားတွေကိုကောင်းနေတယ်ပေါ့နော်နောက်ပြီးကျမတို့အဓိကဘာလဲဆိုတော့ကျမတို့ဂျင်းစင်းပြစ်ပေါ့နော်6နှစ်တက်နေတဲ့ဂျင်းစင်းပြစ်နဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကျမတို့ဒီကော်ဖီကကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တွေးကြောလေးတွေကိုပိတ်ဆို့မှုကိုကျမတို့ဖြစ်လျှော့ပေးရပေါ့နော်တွေ့တဲ့ကောင်းပါတွေကောင်းနေတယ်ဒီကော်ဖီကိုတောက်တယ်ဆိုရင်ဘာတွေကောင်းလဲဆိုရင်ကျမတို့စီချိုတွေဘာတွေတက်လာနေတယ်နောက်ပြီးကျမတို့ညောင်းတာကိုက်ခဲမှုတွေကိုလည်းတက်တာกันပြီးကျမတို့ဆိုလို့ရှိရင်သူများတော့လောက်ရတယ်မောင်းလောက်ရတာဖြစ်တယ်မောင်းလောက်ရတယ်ဘယ်လိုလောက်ရလဲစကြောတွေတက်တယ်ပေါ့နော်စကြောတက်တာကိုလည်းတက်တာပြောင်းနေတယ်ပြီးတော့ကျမတို့ဒီကော်ဖီမှာညအိပ်ရအောင်တောက်မှာဆိုလို့ရှိရင်အပြင်ကော်ဖီတွေမှာဆိုရင်ညအိပ်ရအောင်တောက်လုံးဝအိပ်မယ်တယ်ကျမတို့ဒီဇူရီယာကော်ဖီမှာဆိုလို့ရှိရင်ညအိပ်ရအောင်တောက်မှာဆိုရင်အရာကို9မိနစ်ချာအိပ်ကြော်နေတယ်ပေါ့နော်နောက်ပြီးကျွန်တော်ဗားတက်တာတယ်ဆိုရင်ကျမတို့ဒီကလေးတွေပေါ့နော်ဒီနေ့လာတဲ့အခါအောက်ဘိုက်တာတွေဖြစ်တယ်ပေါ့နော်တချို့ဆိုရင်အင်္ဂလိပ်စာတွေတောက်ကြတယ်အဲ့ဒါတွေကိုတောက်ပါတယ်လို့ကျွန်မကပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာလေးကိုရေလွှဲပူနေနဲ့2000ကျော်ပြီးတော့တောက်လိုက်လုံးဝ7မိနစ်အတွင်းလုံးဝတက်တာပြန်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲကျွန်မကိုယ်တိုင်ကိုယ်ရင်းဖြစ်တယ်လို့ဒီမှာရဲ့ဖက်လူဖက်တာတွေလည်းကျွန်မအဲ့လိုမျိုးပြောကြခဲ့တာဖြစ်တယ်လေဘယ်လိုလဲတက်တာပြန်နေတယ်ပေါ့နော်အဲ့ဆိုရင်ဒီကော်ဖီလေးကကျမကြီးလည်းညညဘူးလားညပါတယ်ရန်ကုန်မှာကောင်းတယ်ကျမတို့ရန်ကုန်မှာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုကျမကြီးနဲ့ညညတဲ့အခါလက်စာလေးကိုတိခွေလာတယ်ကျမတို့ရန်ကုန်မှာကောင်းတယ်အဲ့တော့ကော်ဖီလေးပါဆိုလို့ရှိရင်ကျမတို့ဈေးနှုန်းပါဆိုလို့ရှိရင်စမတိကမရှိဘူးဆိုရင်1300နဲ့ဆက်လက်ရှိမှာပေါ့နော်ကျမတို့စမတိကရှိတယ်ဆိုလို့ရှိရင်1130နဲ့8ပါပဲရှိတယ်ကျမတို့ဒါလည်းလားဆိုတော့ကျမတို့တွေကိုတလားတစ်ခါဘဏ္ဍတင်ပေးတယ်အမှတ်ပြီးမှမှာဆိုရင်60နဲ့6မှတ်ပါအဲ့တော့ပြန်ပြန်တော့တော့မယ်စေပါတော့ဟုတ်ကဲ့ဒီနေ့ကျမရဲ့ကိုချစ်တယ်မိမိကိုချစ်တဲ့တစ်နေ့လောက်များကိုလက်ခောက်တယ်တဲ့နေ့တော့ဟုတ်ကဲ့ကျမနောက်တဲ့video ကတော့ကိုလေးနဲ့မိတ်ဆက်လို့ပေါ့နော်ဒီပါ